အားလုံးပဲမင်္ဂလာပါเนาะအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါဗျာเนาะအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမခြင်းနေနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ကိုမာရီကိုဥစွာပထမเนาะနှုတ်ခွန်းဆက်သလိုက်ပါတယ်เนาะအားလုံးပဲကျွန်တော်ရဲ့ကိုမာရီเนาะကျွန်တော်တို့ဒီဘက်မှာเนาะကျွန်တော်ရဲ့ကိုမာရီကိုကျွန်တော်เนาะကျွန်တော်တို့ဇာရုပတိเนาะဇာရုပတိကျွန်တော်ရဲ့ကိုမာရီကိုကျွန်တော်ဒီဘက်မှာကျွန်တော်ရှာလို့ရရဲ့ဇာရုပတိလေးတက်တင်ပေးထားတယ်เนาะဒါကြောင့်မလို့ကျွန်တော်ရဲ့ကိုမာရီเนาะကျွန်တော်နဲ့ကြိုက်တူလို့လိုက်စောတဲ့အကူမကြီးကကျွန်တော်တို့ဒီညက်နေမှာเนาะကျွန်တော်တို့ဘရူးနေညက်နေဒီမှာเนาะတစ်ကိုเนาะကျွန်တော်တို့တစ်ပတ်တီအောင်မြင်သွားပြီเนาะတစ်ပတ်တီအောင်မြင်သွားပြီကျွန်တော်တို့ဒီဘက်မှာတော့ကျွန်တော်ရဲ့ကူမကြီးကိုကျွန်တော်မွေးကနန်းအဆင်ပြေအောင်တော့မလုပ်ပေးနိုင်ဘူးเนาะမလုပ်ပေးနိုင်ခဲ့ဘူးเนาะကျွန်တော်တို့မွေးကနန်းကလည်းပြီးခဲ့တဲ့ဘက်ကလည်းဒီမွေးကနန်းကကြာနေတာเนาะဒီဘက်မှာတော့ကျွန်တော်မွေးကနန်းကစိုက်ကတော့ဖောက်သွားတယ်เนาะကျွန်တော်တို့ဒါပေမဲ့ဇာရိုးပတ်တီကတော့ကျွန်တော်တို့ပတ်တိုင်းကြာနေတဲ့ပတ်တီဖြစ်တဲ့အတွက်เนาะကျွန်တော်တို့ဒီဘက်မှာလည်းကျွန်တော်ရဲ့ကူမကြီးဘရူးနေညက်နေဒီမှာပဲကျွန်တော်တို့တစ်ထိပ်စီးနဲ့စကြည့်ရတာပဲเนาะတစ်ထိပ်စီးနဲ့စကြည့်ရတာပဲကျွန်တော်တို့တစ်ထိပ်စီးနဲ့ကိုကနန်း3ဘက်ဗျာเนาะ30ရဲ့1 2ရဲ့1ခွန်ရဲ့เนาะကနန်း3ဘက်တောင်ကြည့်ရတယ်เนาะဒါပေမဲ့ကျွန်တော်တို့မွေးကနန်းကတော့အဆင်မပြေပါဘူးเนาะပတ်တီးပဲအဆင်ပြေမယ်ပတ်တီးလိုက်ဆော့တဲ့အကူမကြီးပဲကျွန်တော်တို့ဒီညက်နေမှာငွေထုတ်လို့ရမယ်ဗျာเนาะဒါကတော့ကျွန်တော်ရဲ့ကူမကြီးကိုကျွန်တော်ကတော့ပုံမှန်လင်းပြောတာเนาะကျွန်တော်ရှာလို့ရတဲ့ကနန်းလေးတွေကျွန်တော်ရဲ့ကူမကြီးကိုကျွန်တော်တင်ပေးမယ်เนาะကျွန်တော်ရဲ့ channel ကို subscribe မနှိပ်ကြသေးတဲ့အကူမကြီးကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ထားပြီเนาะဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ကူမကြီးကိုကျွန်တော်ရှာလို့ရတဲ့နေလေးတွေကျွန်တော်ရှာလို့ရတဲ့ကဏ္ဍကောင်းလေးတွေကျွန်တော်ရဲ့ကူမကြီးကိုကျွန်တော်တင်ပေးမယ်เนาะဘယ်နေ့ဘယ်ချိန်နေ့တိုင်းတော့နေ့တိုင်းတော့တင်ပေးမတင်ပေးပြဘူးဗျာเนาะဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ကူမကြီးเนาะဖုန်းလိုင်းတွေကတိတ်မကောင်းဘူးကျွန်တော်ဖုန်းလိုင်းတွေကတော့တိတ်မကောင်းဘူးဒါကြောင့်မလို့နေ့တိုင်းတော့တင်ပေးလို့အဆင်မပြေဘူးเนาะအဆင်မပြေဘူးဒါကြောင့်မလို့ကျွန်တော်ရတဲ့အချိန်လေးတွေကျွန်တော်ဖုန်းလိုင်းကောင်းတဲ့အချိန်လေးတွေကျွန်တော်ရဲ့ကူမကြီးကိုเนาะတင်ပေးမယ်เนาะဒါကြောင့်မလို့ကျွန်တော်ရဲ့ကူမကြီးကျွန်တော်ရဲ့ channel ကို subscribe နှိပ်ကြသေးတဲ့အကူမကြီးကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ထားပေးเนาะအများမြင်အများတွေ့အများပေါက်အောင်လို့လဲเนาะ share လို့ရတဲ့နေရာလေးမှာเนาะတဦးမြင်တဦး share ပေးပါအများမြင်အများ share ပေးပါเนาะအများမြင်အများတွေ့အများပေါက်အောင်လို့ share လို့ရတဲ့နေရာလေးမှာများများလေး share ပေးပါမယ်မျှဝေလို့ရတဲ့နေရာလေးမှာများများလေးမျှဝေပေးပါမယ်เนาะကိုတူတယောက်တည်းတွေ့တူတယောက်တည်းပေါက်ဆိုတဲ့စိတ်ဆန္ဒကိုမထားပဲအများမြင်အများတွေ့အများပေါက်အောင်လို့เนาะများများလေး share ပေးပါမယ်channel ကို subscribe နှိပ်ကတည်တဲ့အကူမကြီးလည်းကျွန်တော်ရဲ့ channel ကို subscribe လေးနှိပ်ထားပေးเนาะကျွန်တော်တို့ဒီဘက်မှာဆိုရင်ကျွန်တော်တို့ခဏန်းက3လုံးတော့เนาะကြမ်းနေတယ်ကျွန်တော်တို့ဒီနေ့ဗုဒ္ဓဟူးနေ့ရောက်နေပြီเนาะဗုဒ္ဓဟူးနေ့ရောက်နေပြီကျွန်တော်တို့ကြံခဏန်းက3လုံးတော့ကြံသေးတယ်เนาะဒါကြောင့်မလို့ကျွန်တော်တို့256เนาะ256 3လုံးကိုเนาะလိုက်နေတဲ့အကူမကြီးရှိရင်တတိထားပြီးတော့လိုက်ပါเนาะတတိထားပြီးတော့လိုက်ပါဘာလို့လဲဆိုတော့ကျွန်တော်တို့ခဏန်းကအပတ်တိုင်းတစ်ပတ်ကိုเนาะတစ်လုံးဒါကပုံမှန်ချမ်းနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဘက်မှာတော့ကနန်းအကုန်ချမလားเนาะကနန်းအကုန်ချမလားခြံသွားမလားတော့အတိအကျတော့ပြောလို့မရဘူးအကြောင်းလို့ပြောက်ကနန်းလိုက်နေတဲ့အကူမကြီးရှိတော့တတိထားပြီးတော့လိုက်ကြပါเนาะကျွန်တော်တို့မနေ့ပြန်မှာတော့2-5 1ချိန်တော့တွေ့ထားတယ်ဒါပေမဲ့ကျွန်တော်တို့လုံးဝမကန်ရဲဘူးเนาะ1ချိန်မကန်ရဲဘူးเนาะကျွန်တော်ရဲ့ကူမကြီးကိုကျွန်တော်ဒီဗီဒီယိုလေးကကျွန်တော်တို့မနေ့ပြန်အတွက်เนาะမနေ့ပြန်ကျွန်တော်တို့26ရက်เนาะ26ရက်2လ2026ကျွန်တော်တို့ကြာသပတေးနေ့အတွက်เนาะကျွန်တော်ကဏ္ဍလေးလဲတက်တင်ပေးရင်လည်းကျွန်တော်ရဲ့ကိုမကြီးเนาะတစ်ပတ်တီလိုက်စောနေတဲ့ကိုမကြီးအတွက်เนาะတစ်ပတ်တီလိုက်စောနေတဲ့ကိုမကြီးငွေထုတ်လို့ရပြီဆိုတဲ့အကြောင်းလေးလာပြီးတော့ပြောပြတာပါเนาะလာပြီးတော့ပြောပြတာပါကျွန်တော်တင်ပေးထားတဲ့เนาะဘရူးမျိုးတစ်ပတ်တီကိုကျွန်တော်နဲ့အတူလိုက်စောနေတဲ့အကိုမကြီးเนาะကျွန်တော်နဲ့အတူလာပြီးတော့เนาะဒါကျွန်တော်ရဲ့ကိုမကြီးနဲ့အတူလာပြီးပြောတာပါเนาะဒါကတော့ကဲအားလုံးပဲเนาะကျွန်တော်ရဲ့ကိုမကြီးကျွန်တော်ရဲ့ channel ကို subscribe မနှိပ်ကြသေးတဲ့ကိုမကြီးကကျွန်တော်ရဲ့ channel ကို subscribe လေးနှိပ်ထားပေးเนาะကျွန်တော်ရဲ့ဗီဒီယိုလေးကို share လက်မလေးတယောက်ချက်တီးနှိပ်ထားပေးเนาะအများမြင်အများတွေ့အများပေါက်အောင်လို့လဲတဦးမြင်တဦး share ပေးပါအများမြင်အများ share ပေးပါเนาะ share လေးနဲ့အားပေးပါမယ်เนาะကျွန်တော်တို့မနက်ဖြန်เนาะကျွန်တော်ရဲ့ကူမကြီးကိုကျွန်တော်မနက်ဖြန်အတွက်ကဏ္ဍလေးတင်ပေးပါမယ်เนาะတခါလေးပြောပြပါမယ်ကျွန်တော်တို့မနက်ဖြန်26ရက်2လ2026ကျွန်တော်တို့ကြာသပတေးနေ့เนาะကြာသပတေးနေ့နေကုံသာ1ချိန်နဲ့ယူကွက်ဖြစ်ပါတယ်เนาะကျွန်တော်တို့မနေ့ပြန်ကျွန်တော်တို့ကြာသပတေးနေ့နေကုံသာ1ချိန်ကတော့ကျွန်တော်တို့38ချိန်เนาะ3လုံးမိုင်8လုံးမိုင်3ပတ်တီ8ပတ်တီเนาะကျွန်တော်ရဲ့ကိုယ်မိုင်မှာလုံးမိုင်1ချိန်ကြီးရှိရင်เนาะကိုရှာလို့ရထားတဲ့လုံးမိုင်1ချိန်ကြီးနဲ့ကပ်ပြီးဆိုပါကျွန်တော်တို့မနေ့ပြန်မှာ38တီနေကုံ1ချိန်မှာเนาะမနေ့မကြိုင်ညှက်နေပါဗျเนาะကျွန်တော်3ညနဲ့ပတ်သက်ရင်ဗာလေးတွေမနေ့ပြန်တင်သွားမယ်ဆိုတော့ကျွန်တော်တို့3ညနဲ့ပတ်သက်ရင်3ည2 3ည4 3ည5เนาะ3ည5ကတော့ကျွန်တော်တို့မပါမဖြစ်ပေါ့ဗျာเนาะဒါကတော့3ည5ကအပတ်တိုင်းကြာနေတာဖြစ်တယ်เนาะဒါကြောင့်မလို့ကျွန်တော်3ညနဲ့ပတ်သက်ရင်3ည2ရယ်3ည4ရယ်3ည5ရယ်เนาะဒါလေးတွေကျွန်တော်ကြိုက်တယ်เนาะကျွန်တော်လည်းကြိုက်တူရင်လိုက်ဆုံးမယ်ကျွန်တော်တို့8နဲ့ပတ်သက်ရင်ဒါလေးတင်ဆိုရမယ်ဆိုတော့8နဲ့ပတ်သက်ရင်8 5 8 6 8ခွန်เนาะ8နဲ့ပတ်သက်ရင်8 5 8 6 8ခွန်เนาะဒါက8နဲ့ပတ်သက်ရင်တင်ကွက်เนาะ
ကျွန်တော်တို့မနေ့ပြန်မှာတကွက်ကောင်းလေးဆိုခြင်းနဲ့အကူမကြီးကတော့ကျွန်တော်တို့မနေ့ပြန်မှာเนาะ82တကွက်ကောင်းเนาะ82တကွက်ကောင်းပါဗျเนาะအကြိုက်တွင်လိုက်ဆောင်မယ်82တကွက်ကောင်းကျွန်တော်တို့ပြီးတော့เนาะကျွန်တော်ရဲ့ကိုမကြီးเนาะ49တကွက်ပါထည့်ထိုးเนาะမနေ့ပြန်နေကုန်မှာ49တကွက်ပါထည့်ထိုးပါเนาะအားလုံးကိုရသိခြင်းပေါက်စစ်ခြင်းနဲ့စေနာနဲ့လာပြီးတော့မျှဝေပေးတာเนาะလုံးမိုင်ဝင်းချင်းကီးရှိရင်เนาะကိုရှာလို့ရတဲ့လုံးမိုင်ဝင်းချင်းကီးနဲ့ကပ်ပြီးစော့เนาะ83ညဝင်းချင်းဒီနေကုန်ဝင်းချင်းပါเนาะရှင်းတဲ့ပတ်သက်ကျွန်တော်တို့3ညနဲ့ပတ်သက်ရင်3ည2 3ည4 3ည5เนาะကျွန်တော်တို့ရှင်းတဲ့ပတ်သက်ရင်8 5 8 6 8ခွန်เนาะ82 49ကတော့ဒါကျွန်တော်ရဲ့အကြိုက်ဆုံး2ကွက်เนาะအားလုံးပဲအကြိုက်တူရင်လိုက်ဆော့မယ်အကြိုက်တူတဲ့ကွက်ကလေးလိုက်ဆော့မယ်အားလုံးပဲကျွန်တော်တို့မနေ့ပြန်မှာလည်းထပ်ပြီးတော့အဆင်ပြေကြပါသေးเนาะထပ်ပြီးရကြပါသေးကျွန်တော်ရဲ့ကိုမကြီးเนาะအားလုံးပဲเนาะမအားမလက်တကြားနေကျွန်တော်ရဲ့ဗီဒီယိုလေးကိုမြဲကြည့်ပြီးတဲ့အကိုမကြီးတကယ်ကျေးဇူးတင်တယ်ဗျာเนาะကျွန်တော်ရဲ့ channel ကို subscribe နှိပ်ကြသေးတဲ့အကိုမကြီးကျွန်တော်ရဲ့ channel ကို subscribe လေးနှိပ်ထားပြီးပါเนาะအများကြီးအများတွေ့အများပေါအောင်လို့လည်း share လို့ရတဲ့နေရာလေးမှာများများလေး share ပေးပါမယ်ဗျာเนาะကျွန်တော်ရဲ့ video လေးတွေ့ရတယ်ကျွန်တော်ရဲ့ကိုမကြီး share လက်မှတ်လေးတယောက်ချက်စီနှိပ်ထားပေးခဲ့เนาะအလုံးပဲဘိုင်ဘန်ပါဗျာเนาะမင်္ဂလာရှိသောညချမ်းလေးပါကျွန်တော်ရဲ့ကိုမကြီးเนาะစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပြီးတော့အခက်အခဲဟုသမျှကြီးလည်းကြိုးလာနိုင်ကြပါစေเนาะစိတ်သွားတိုင်းကိုပါလို့လည်းလိုရာဆန္ဒကြီးလည်းပြည့်ကြပါစေเนาะအရှုံးများနေတဲ့အကူမကြီးရှိရင်လည်းမနေ့ပြန်မှာကျွန်တော်တို့ရှုံးကျွေးလေးကြည်ပြီးတော့เนาะအမျက်ငွေများများရကြပါစေလို့ကျွန်တော်ရဲ့ကူမကြီးကိုကျွန်တော်ဒီနေရာလေးကနေစုမကောင်းလေးတောင်းပေးရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီနာမလေးရနာခွင့်ပြုပါဗျเนาะအားလုံးပဲဘိုင်ဘိုင်ပါ